ကဘာအတန်မှာဆုံးလူသားဖရန်စီအန်ဂနိုနဲ့ MMA လောကရဲ့ကိုလိုတမတ်ထားခံရတဲ့ဂျွန်ဂျုံသူတို့နှစ်ယောက်ရဲ့ပွဲဟာ UFC သမိုင်းမှာကြီးကျယ်ဆုံး heavyweight ပွဲဖြစ်လာနိုင်ခဲ့ပေမဲ့ဘာကြောင့်တကယ်ဖြစ်မလာခဲ့တာလဲဒါကစားသမားတွေကြောက်လို့လားဒါမှမဟုတ်နောက်ကစီးပွားရေးကစားကွက်တွေကြောင့်လားဒီနေ့ဗီဒီယိုမှာဖေးရှာကြည့်ရအောင်ပထမဆုံးအဓိကအကြောင်းရင်းကတော့2023ခုနှစ်မှာဖြစ်ခဲ့တဲ့အန်ဂနိုရဲ့ UFC မှာထွက်ခွာမှုပါပဲလူတိုင်းသိကြတဲ့အတိုင်းအန်ဂနိုဟာ heavyweight champion ဖြစ်နေတော့မှာပဲ UFC ကနေထွက်ခွာခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်ွယ်မှာကြောင်းရင်းတွေအများကြီးရှိပါတယ်အန်ဂနိုဟာပိုက်ဆံပူရဖို့တင်မဟုတ်ပဲဖိုက်တာတွေရဲ့အခွင့်အရေးတွေပါတောင်းဆိုခဲ့တာပါဥပမာ boxing ပွဲတွေထိုးခွင့်ရဖို့ဖိုက်တာတိုင်းအတွက်ကျမရေးအမခံရဖို့နဲ့ပွဲစဉ်ဖွဲ့စည်းပုံတွေပြောင်းလဲဖို့ဖြစ်ပါတယ်ဒါပေမဲ့ UFC ကဒါတွေကိုလက်မခံခဲ့ပါဘူးဂျိုးဆက်ကတော့အန်ဂနိုဟာ free agent ဖြစ်တဲ့ PFL ကိုကူးပြောင်းသွားခဲ့ပြီးဒီပွဲကလန်ကူလာမှာတင်ကြံခဲ့ရတာပါပဲဒုတိယချက်ကတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်အန်ဂနိုဟာခုလိုထုတ်ဖော်ပြောထားပါတယ်သူဟာဂျွန်ကျုံးနဲ့ပွဲဖြစ်ဖို့အချင်းချင်းတောင်းဆိုခဲ့ပြီးမဲ့ UFC ဘက်ကဒါကိုဘင်းဖြစ်ဘက်သုံးခဲ့တယ်လို့ဆိုပါတယ်ဆိုလိုတော့ကအန်ဂနိုကိုစာချုပ်တိချုပ်ခိုင်းဖို့အတွက်မင်းစာချုပ်ချုပ်ရင်ဂျွန်ကျုံးနဲ့ပွဲပြီးမယ်ဆိုတဲ့ခေါင်းစဉ်ကိုသုံးပြီးဖိအားပေးခဲ့တာပါအန်ဂနိုရဲ့အဆိုအရတကယ်ငီးနိုင်မှုတွေမှာကျုံးနဲ့ထိုးဖို့စာချုပ်တစ်စောင်မှသူ့စီကိုရောက်မလာခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်ဒီပွဲဟာ UFC ရဲ့ negotiation table ပေါ်ကအသုံးချစရာသူ့တစ်ခုသာဖြစ်ခဲ့တယ်လို့ယူဆနိုင်ပါတယ်။ဒီပွဲပေးရတဲ့အကြောင်းရင်းမှာဒီနာဝိုက်နဲ့အန်ဂနိုတို့ရဲ့ပြန်လည်ပြီးတည်မှုတွေကလည်းအဓိကနေရာမှာရှိပါတယ်။ UFC ဥက္ကဋ္ဌဒီနာဝိုက်ကတော့အန်ဂနိုဟာဂျွန်ကျုံးကိုကြောက်လို့ရှောင်ထဲသွားတာသူကခက်ခဲတဲ့စိန်ခေါ်မှုတွေကိုမရင်ဆိုင်ချင်ဘူးလို့ခပ်ပေးဝေဖန်ခဲ့ပါတယ်။အန်ဂနိုကလည်း UFC ကလူတွေကိုလိန်နေတာသူတို့ကိုယ်တိုင်ကဂျွန်ကျုံးကပွဲမလုပ်ချင်ဘူးလို့ငါ့ကိုပြောခဲ့တာဆိုပြီးပြန်လဲသုံးပြန်ခဲ့ပါတယ်ဒီလိုအပေးအယူမတည့်မှုတွေအယုံအကြည်ပဲပြမှုတွေကပဲပရိသတ်တွေမျှော်လင့်နေတဲ့ပွဲကြီးကိုဖျက်ဆီးပြလိုက်တာပါအခုလက်ရှိ2026အခြေအနေကိုကြည့်ရင်တော့ပွဲပြနိုင်ချေရနေပါပါတယ်။ဂျွန်ကျုံးက UFC ကနေတရားဝင်နားယူသွားပြီးဖြစ်ပြီး Francis Ngannou ကလည်း PFL နဲ့လမ်းခွဲခဲ့ပြီးဂျေဘောရဲ့ MVP မှာပထမဆုံး MMA ပွဲကိုပြီးခဲ့တဲ့မေလ16ရက်နေ့ကထိုးတက်ခဲ့ပြီးဖိလစ်ပီလင်းကိုပထမချီမှာ KO နဲ့နိုင်ရခဲ့ပါတယ်။ပွဲပြီးပို့ fight interview မှာ Ngannou ကဂျွန်ကျုံးကိုလည်းရစင်ခေါ်ထားပါတယ်။ကျုံးကိုယ်တိုင်ကလည်းအဲ့ဒီပွဲကို broadcast မှာပေါ်ဝင်ကြည့်နေခဲ့ပါတယ်။ကျုံးကအန်ဂနိုနဲ့တခါတည်းထိုးချင်နေဆဲဖြစ်ပေမဲ့ UFC စာချုပ်ကနေလွတ်မြောက်ဖို့လိုအပ်နေသေးတာကအဓိကအသားစီးဖြစ်နေပါတယ်။တိုးတော်နဲ့ဦးစလုံးအသက်ကြီးလာပြီးဖြစ်တာကြောင့်ဒီ dream fight ဟာပြလာဖို့ခွင့်ရင်းနဲ့ပါနေဆဲပါ။အနေချိုးရရင်တော့ဒီပွဲမဖိရတာဟာကစားသမားတွေရဲ့စွန့်စွတ်ရည်ကြောင်းမဟုတ်ပဲ UFC ရဲ့တင်းကျပ်တဲ့ contract စနစ်နဲ့စီးပွားရေးအကျိုးများပဋိပက္ခတွေကြောင့်ပဲဖြစ်ပါတယ်ပရိသတ်တို့ကဘလို့ထင်ပါတယ်လဲဂျွန်ကျုံးနဲ့ Francis Ngannou တာတကယ်ထိုးပြီးခဲ့ရင်ဘယ်သူနိုင်မယ်လို့ထင်ပါတယ်လဲဒါမှမဟုတ်နောက်တစ်ချိန်မှာ UFC ပင်ပမှာဒီပွဲကိုမရနိုင်မလား comment မှာရေးပြီးတော့ကြပါဦးအဆုံးထိကြည့်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်